ပရီးမီးယားလိရဲ့ဂိုးဖန်နေမှုအများဆုံးကစားသမား9ဦးအားလုံးပဲမင်္ဂလာပါခင်ဗျာ KT Football Analysis ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဘောလုံးဝဲတဲ့ပွဲမှာဂိုးသွင်းသူတွေကနာမည်ကြီးလေးရှိပေမဲ့အဲ့ဒီဂိုးတွေဖြစ်လာဖို့နောက်ပွဲကနေပပနဲ့ဖန်တီးပေးခဲ့တဲ့ Playmaker တွေရဲ့ခန်းကဏ္ဍကလည်းတကယ်ကိုရေးကြည့်ပါတယ်ဒီနေ့မှာတော့ပရီးမီးယားလိသမိုင်းနဲ့ရှောက်ဂိုးဖန်နေမှုအများဆုံးလုပ်ထားတဲ့ထိပ်တန်းကစားသမား9ဦးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်5မှာတော့ Chelsea အသင်းရဲ့ Legend Frank Lampard ကပွဲပေါင်း609ပွဲကစားခဲ့ပြီးဂိုးဖန်နေမှုပေါင်း102ကြိမ်အထိပြုလုပ်ပေးနိုင်ခဲ့ပါတယ်သူနောက်မှာတော့ Manchester United ရဲ့ Legend Rooney ကပွဲပေါင်း492ပွဲအထိကစားခဲ့ပြီးဂိုးဖန်နေမှုပေါင်း103ချိန်နဲ့နံပါတ်4နေရာမှာရပ်တည်နေပါတယ်နံပါတ်3နေရာမှာတော့ Arsenal နဲ့ Chelsea တို့ရဲ့ကွင်းလယ်လူဟောင်း Fabregas ကပွဲပေါင်း350အတွင်းမှာပဲဂိုးဖန်နေမှုပေါင်း131ချိန်အထိဖန်တီးပေးနိုင်ခဲ့ပါတယ်။